မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ TikTok ဂျပန်အကောင့်ဘယ်လိုဖွင့်ရမလဲဆိုတာလေးကိုပြောပြပေးသွားမှာပါ TikTok ဂျပန်အကောင့်ကိုမဖွင့်ခင်အရင်ဦးဆုံးလိုအပ်တာကတော့ဂျပန် VPN တစ်ခုခုရှိထားဖို့လိုအပ်ပါတယ်ကျွန်တော်ကတော့ Outline VPN လေးနဲ့တစ်ချက်ဖွင့်ပြပေးမှာပါ Outline VPN မှာဂျပန်အကောင့်နဲ့ connect လုပ်လိုက်ပါမယ်ပြီးရင်ကိုချိတ်လိုက်တဲ့ VPN ကတကယ်ပဲဂျပန်ကိုရောက်နေလားမရောက်နေလားဆိုတာကို browser ထဲမှာ what is my IP address နဲ့တွားပြီးတော့ကြည့်ပါမယ်ကိုယ့်ရဲ့ IP address ကဂျပန်နိုင်ငံကိုရောက်နေတာသိကြပြီဆိုရင်တော့ကျွန်တော်တို့ TikTok အကောင့်ကိုဖွင့်လို့ရပါပြီအရင်ဆုံး browser မှာပဲ tiktok.com ဆိုတာကိုတွားပြီးပါ TikTok အကောင့်အသစ်ဖွင့်ဖို့အတွက် login ကိုနှိပ်ပေးရပါမယ်ပြီးရင်တော့ connect with Google ဆိုတာလေးကိုနှိပ်ပေးရပါမယ်အဲဒီမှာကိုဖွင့်ချင်တဲ့ Gmail လေးနဲ့တစ်ချက်ရွေးပြီးတော့ဖွင့်ပေးပါသူပေးထားတဲ့အဆင့်လေးတွေကိုတစ်ချက်လောက်ဖြည့်ပေးရပါမယ်ပြီးရင်တော့ TikTok ရဲ့ user name အကောင့်ကိုရေးပေးရပါမယ်အဲဒီမှာကိုလိုချင်တဲ့နာမည်ကသူတို့စီမှာရှိလားမရှိလားသုံးလို့ရလားမရလားဆိုတာကိုကြည့်ပြီးတော့နာမည်လေးရိုက်ထည့်ပေးရပါမယ်တခါတလေဒီလိုနေရာမျိုးလေးမှာရက်နေတယ်ဆိုရင်တော့ web page လေးကို reload လေးတစ်ချက်လောက်ပြန်လုပ်ပေးပါအခုဆိုရင်တော့ဂျပန် TikTok အကောင့်လေးကိုရရှိသွားပါပြီအဲဒီမှာကိုယ့်ရဲ့အကောင့်လေးကဂျပန်နိုင်ငံကိုရောက်နေလားမရောက်နေလားသိကြအောင်လို့တွားပြီးတော့ကြည့်လို့ရပါတယ်အားလုံးအဆင်ပြေသွားပြီဆိုရင်တော့ကျွန်တော်တို့က TikTok application တွေကိုတွားပါမယ် application ထဲမှာထုံးစံအတိုင်း connect with Google ဆိုတာလေးကိုရွေးပေးရပါမယ်ပြီးရင်တော့စောစောကဖွင့်ခဲ့တဲ့ Gmail အကောင့်လေးနဲ့ပြန်ဖွင့်ပေးပါဒါဆိုရင်တော့မိတ်ဆွေရဲ့ TikTok အကောင့်ကဂျပန် region နဲ့စတင်ပြီးသုံးလို့ရပါပြီအရေးကြီးဆုံးအချက်ကတော့ဒီ TikTok အကောင့်ကဂျပန် region နဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်နောက်နေ့တွေ73မယ်ဆိုရင်လည်းဂျပန် VPN တစ်ခုခုနဲ့73နေဖို့တော့အရေးကြီးပါတယ်အဲ့လိုမှမဟုတ်ရင်မိမိရဲ့အကောင့်က region မမှန်ပါဘူးဆိုပြီးတော့အကောင့်ပြတ်တာမျိုးအကောင့်ပိတ်ခံရတာမျိုးဖြစ်သွားနိုင်ပါတယ်နောက်များမှာလည်းနည်းပညာနဲ့ပတ်သက်တာတွေ music video လေးတွေလည်းတင်ပေးဖို့ရှိတာကြောင့် channel ကို like and subscribe လုပ်ပေးကြပါဦးเนาะကျေးဇူးတင်ပါတယ်